အိမ်အောင်ရေးမှာမိန်းမချစ်တဲ့အိမ်အောင်နဲ့ယောက်ျားချစ်တဲ့အိမ်အောင်ဘာကွာလဲတဲ့အချိန်လေးနည်းနည်းပေးပြီးမှနားထောင်ကြည့်ပါမိန်းမချစ်တဲ့အိမ်အောင်မိန်းကလေးအများစုကလေအရန်အချစ်ကြီးကြပါတယ်ကိုချစ်တဲ့သူနဲ့ပေါင်းဖက်နိုင်ဖို့ဆိုရင်ဘာမဆိုစွန့်လွတ်နိုင်တဲ့အရေးချင်းလဲရှိကြပါတယ်တကယ်ဂုဏ်ပြုထိုက်တဲ့မိန်းကလေးတွေပါဒီ post ကမိန်းကလေးများအတွက်အရန်ဆင်ခြင်စရာကောင်းမယ်လို့ညွှန်လင့်မိပါတယ်အကြောင်းကတော့ပညာရှင်တွေဟာနှစ်ပေါင်းများစွာအိမ်အောင်ရေးအကြောင်းတွေကိုသူတည်တနာပြုကြတယ်မိန်းကလေးကချစ်လို့ပြုထားတဲ့အိမ်တောင်ဟာကြီးပွားတဲ့အိမ်တောင်ဖြစ်ဖို့ရာဂိုင်နှုန်းနေပါတယ်ပညာရှင်များရဲ့အကြံပေးချက်အရအိမ်တောင်ရေးဟာယောက်ျားကချစ်တဲ့အိမ်တောင်ဖြစ်ဖို့လိုပါတယ်ဘာကြောင့်လဲဆိုရင်တကယ်ဘဝမှာမိသားစုကိုဦးစီးဦးဆောင်လုပ်ရမှာကယောက်ျားလေးတွေပါသူတို့ရဲ့ဥဆောင်မှုကိုဝန်ခံနိုင်တဲ့မိန်းကလေးများကိုလည်းအိမ်ရှင်မအကောင်းလို့ဆိုလိုပါတယ်